ရှားနေစင်ကာပူကိုပထမဆုံးအနေနဲ့သွားလည်မဲ့သူတွေအတွက်ကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးလုပ်ပေးတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်အရင်ရက်ကတင်ထားတဲ့ဗီဒီယိုမှာ comment လေးတွေတောက်လျှောက်လာမေးထားလို့ပေါ့နော်။ကျွန်တော်တို့အနေနဲ့မလေးရှားနေပြီးတော့မှစင်ကာပူကိုသွားမယ်ဆိုလို့ရှိရင်အချက်၅ချက်ရှိတယ်ပေါ့နော်။ဒါကပထမဆုံးအနေနဲ့သွားလည်မဲ့သူတွေအတွက်ဒီအချက်၅ချက်ကိုတည်ထားဖို့လိုတယ်ပေါ့နော်။ပထမဆုံးအချက်ကတော့ကျွန်တော်တို့မှာ passport စာအုပ်နဲ့ permit ရှိဖို့လိုပါတယ်။ဒီဟာကကျွန်တော်တို့အတွက်အရင်ရေးကြည့်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်။ passport စာအုပ်ရှိရမယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ passport စာအုပ်ကအနည်းဆုံးသက်တမ်း6လကျော်ကြာမှုလိုပါတယ်။နောက်တစ်ခုကျွန်တော်တို့ရဲ့ permit သက်တမ်းကအနည်းဆုံး2လကျော်ကြာမှုလိုပါတယ်။ဒါလေးတွေရှိမှသာကျွန်တော်တို့မလေးရှား immigration ပဲဖြစ်ဖြစ်စင်ကာပူ immigration checkpoint တွေပဲဖြစ်ဖို့เนาะအလွယ်တကူဖြတ်လို့ရမှာဖြစ်ပါတယ်။နောက်တဲ့နံပါတ်2အချက်ကကြတော့ကျွန်တော်တို့စင်ကာပူဒေါ်လာလဲသွားဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဟိုဘက်မှာဘဏ်ကင်းနေနဲ့သုံးလို့ရတယ်ဆိုပေမဲ့ပေါ့နော်ကျွန်တော်တို့နေရာတိုင်းမှာငွေကြေးသုံးစွဲမှုကကြတော့တမူဒေါ်လာသုံးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မသွားခင်ဒီဘက်ဂျိုးပတ်ချမ်းမှာပေါ့နော်ကျွန်တော်တို့စင်ကာပူဒေါ်လာလဲလို့ရပါတယ်ဒီချက်ကလေးကလည်းကျွန်တော်တို့အတွက်ဖြစ်လောက်သွားရမယ့်အချက်လေးပေါ့နော်နောက်တဲ့နံပါတ်3အချက်ကကြတော့ကျွန်တော်တို့အရင်အရေးကြီးတဲ့အချက်ထဲမှာလည်းပါပါတယ်ဘာလို့မှလဲဆိုတော့ကျွန်တော်တို့ My ICA ဆိုတဲ့ software တွေကနေပြီးတော့မှ register လုပ်ဖို့လိုတယ်ပေါ့နော် arrival ကဖြည့်ဖို့လိုပါတယ် My ICA software လေးကိုကျွန်တော်တို့ Play Store ကနေပြီးတော့မှ down ရမယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ဒါကိုယ်တိုင် CB ဖောင်ပေါ့နော်ကျွန်တော်တို့အချက်လက်တွေဖြည့်ရမယ်ဟိုမှာတရက်နေမှာလားဘာလားဆိုပြီးတော့မှကျွန်တော်တို့ဖြည့်ရမယ်ပေါ့နော်ဒီ My ICA software အချက်လက်အပြည့်စုံဖြည့်တဲ့နည်းကိုလည်းကျွန်တော်ဗီဒီယိုလေးလုပ်ပေးထားပါတယ်ဖြည့်ရတဲ့ညီကိုတွေကအထက်မှာတခြားလေးဝင်ပြီးလေ့လာလို့ရတယ်ပေါ့နော်နောက်တဲ့ number 4အချက်ပေါ့နော် number 4အချက်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့အနေနဲ့အင်တာနက်သုံးဖို့ပေါ့နော်ဒီမှာ CB ဖောင်ဖြည့်ရပဲဖြစ်ဖြစ်ဒါမှမဟုတ်စင်ကူဘတ်ချောင်းကိုရောက်သွားလို့ကျွန်တော်တို့တငယ်ချင်းတွေနဲ့ဆက်သွယ်တဲ့အခါမျိုးမှာစင်ကူမှာက Wi-Fi နဲ့ free ပေးတယ်ဆိုပေမဲ့ပေါ့နော်ဒါနေရာတိုင်းမှာ Wi-Fi မရဘူးကျွန်တော်တို့ဒီမလေးရှားဘက်ကထည့်သွားတဲ့ SIM ကတ်တွေကလည်းစင်ကူဘတ်ချောင်းရောက်လို့ရှိရင် line ပေါ်တဲ့ internet သုံးလို့မရတာပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ data roaming ပေါ့နော်တရက်စာကြိုဝယ်ထားလို့ရပါတယ် data roaming ဘယ်လိုဝယ်ရမလဲဆိုလို့ရှိရင်လည်းကျွန်တော်တို့သုံးတဲ့ SIM ကတ်ပေါ်မူတည်ပြီးတော့မှတကယ်လို့ DG သုံးတယ်ဆိုလို့ရှိရင် DG app ထဲကနေပြီးတော့မှကျွန်တော်တို့ data roaming ဆိုပြီးတော့မှဒါစင်ကာပူနိုင်ငံကိုကြိုပြီးတော့မှတရက်စာဝယ်ထားလို့ရပါတယ်ဒါမျိုးလေးလုပ်ထားတာကကျွန်တော်တို့ဟိုဘက်ရောက်ရင်တငယ်ချင်းတွေနဲ့ contact လုပ်ရတာအဆင်ပြေမယ်ပေါ့နော်နောက်တဲ့နံပါတ်5အချက်ကကြတော့ကျွန်တော်တို့စင်ကာပူနိုင်ငံမှာရှိတဲ့စီမင်းစည်းကမ်းတွေကို follow လုပ်ဖို့လိုပါတယ်ဒါသူတို့တားမြစ်ထားတဲ့နေရာတွေဆိုရင်ကျွန်တော်တို့ရှောင်အောင်မယ်ပေါ့နော်ဒီလမ်းကူးတာအစပေါ့နော်သူတို့စီမင်းစည်းကမ်းအတိုင်းကိုကျွန်တော်တို့ follow လုပ်ဖို့လိုပါတယ်ဒီလိုမှသာကျွန်တော်တို့စင်ကာပူနိုင်ငံထဲမှာတွားရောက် level ရတာအဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့စင်ကာပူကိုပထမဆုံးအနေနဲ့တွားရောက် level တဲ့အခါမှာဒီအချက်5ချက်ကိုတည်ထားပြီဆိုတော့ကျွန်တော်တို့စင်ကာပူနိုင်ငံကိုအလွယ်တကူနဲ့တွားရောက် level လို့ရပြီဖြစ်ပါတယ်အဲ့တော့နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးရှိလို့ရှင်လဲကျွန်တော် comment မှာမေးခဲ့ပေးလို့ရပါတယ်ကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်